ဖုံးကြီးရတော့ကြိုက်မှာမဟုတ်ကျွန်တော်ဒီလိုတွေကြောက်ဆက်စုနေဖုံးခွန်းလို့ပါဗျာကလောမျိုးကအိုးစီတောင်ကတိမ်ပင်လေကြီးဖို့တခုတည်းနဲ့သွားလေရမယ့်နေရာမဟုတ်ပါဘူးနောက်ထပ်ခန်းစားချက်ရတာတွေပြီးသွားနိုင်တဲ့အခြားနေရာတွေလည်းရှိသေးတာမလို့စုံအောင်လေပတ်မယ်စုံအောင်လေးလာမယ်ဆိုရင်တော့ကျွန်တော်တို့လိုအိုးစီတောင်ပေါ်မှာညအိတ်မှရပါလိမ့်မယ်တောင်ပေါ်မှာညအိတ်ဖို့အတွက်အချိန်မပေးနိုင်ဘူးဆိုရင်တော့ကျွန်တော်ဗီဒီယိုလေးကိုပြီးဆုံးအောင်ကြည့်ပေးကြဖို့အတွက်တောင်းဆိုလိုက်ပါတယ်ဟယ်လိုအားလုံးပဲမင်္ဂလာပါကျွန်တော်ဦးရင်မှုပါဗျအခုကျွန်တော်ရောက်ရှိနေတာကတော့ကလောအောင်ပန်းလမ်းမကြီးပေါ်မှာပဲဖြစ်ပါတယ်ဒီနေရာမှာကလောမြို့မှာကျိုးသူပါကြီးဆိုတဲ့ဆိုင်းဘုတ်ကြီးရှိပါတယ်မြို့ဝင်ဆိုင်းဘုတ်ကြီးကခန်းနာလာတဲ့အတွက်ခီးသွွားဧည့်သည်တွေကဆိုလို့ရှိရင်ဆိုင်းဘုတ်ကြီးနားမှာလည်းဓာတ်ပုံတွေစင်ရိုက်ကြပါတယ်ဒီနားမှာစားတောက်စရာဈေးဆိုင်အချို့နဲ့မြင်းကားသူအချို့ကိုတွေ့ရပါတယ်ဆိုင်းဘုတ်ကိုနောက်ခံထားပြီးတော့မြင်းစည်းနေတဲ့ပုံလေးတွေဓာတ်ပုံရိုက်ကြပါတယ်အိုးစီတောင်ကိုဒီနားလေးကနေလမ်းခွဲရမှာဖြစ်တဲ့အတွက်အိုးစီတောင်မြင်းကရွာဆိုတဲ့လမ်းခွဲဘက်ကိုကိုးခဲ့ကြပါတယ်။အိုးစီတောင်ဆိုင်းဘုတ်ကိုဖတ်လိုက်တဲ့အခါမှာရာသားမှုနှိဇေရီတော်မြတ်ကြီးနဲ့ကတ္တပဖရာဆိုပြီးတော့အိုးစီတောင်ပေါ်မှာရှိတဲ့ဇေရီတော်နှစ်ဆူရဲ့ဘွဲတော်တွေနဲ့လမ်းညွန်ဆိုင်းဘုတ်ကိုရေးထားပါတယ်။ဒီလမ်းကမြင်းကရွာကိုဖောက်ထားတဲ့လမ်းဖြစ်ပြီးတော့လမ်းဘေးမှာဆိုလို့ရှိရင်တဲခိုကန်တစ်ခုရှိပါတယ်။တဲခိုကန်တစ်ခုကိုကြောပြီးတဲ့အချိန်မှာတော့အိုးစီတောင်ပေါ်တက်တဲ့လမ်းခွဲမုတ်ဦးတစ်ခုကိုတွေ့မြင်ရပါတယ်။အဲ့ဒီမုတ်ဦးကနေဝင်လိုက်လို့ရှိရင်တောင်ပေါ်တက်လမ်းကအနှဲငယ်မှတ်ပါတယ်။အိုးစီတောင်ကတော်တော်မှတ်တာပဲ။အားကြောင့်မလို့တိမ်ပင်လေးကိုတော်တော်မြင်ရတယ်လို့ပြောတာ။ဒီမှာတရားနေပြီးတော့တက်ချလာပြီခုဟိုမှာနောက်တစ်ထပ်ကလည်းနည်းနည်းမှတ်တယ်။ဒီတက်ပြည့်ရင်တော့ရောက်ပြီတဲ့နဲ့အပေါ်မှာလှမ်းမြင်နေရတယ်။ဒီကက်ရက်ဘေးမှာလည်းတောင်တောင်ရှိတယ်ဒီတောင်ပေါ်တက်တဲ့လမ်းလေးလည်းရှိတယ်ဒီမှာတောင်တလမ်းလေးတက်ချင်တယ်လေဒါပေမဲ့ကျွန်တော်တို့ကသွားတယ်အများကြီးရှိတယ်ဆိုတော့ဒီတော့မတက်နိုင်တော့ပါဘူးအတက်လမ်းနည်းနည်းမတ်တော့ကားပင်မန်းတဲ့အတွက်တောင်းခွေလေးရောက်တဲ့အချိန်မှာကျွန်တော်တို့ကားကို10မိနစ်လောက်နားပေးပါတယ်အိုးစီတောင်ကကျိုးစုပါကြီးဆိုတဲ့ဆိုင်းဘုတ်ကလေးကိုရောက်ပါပြီအခုဆိုရင်တော့ကျွန်တော်တို့တောင်ပေါ်ရောက်ခဲ့ပါပြီဥပမာမြင်းကားရွာတဲ့မြင်းကားရွာလို့တော့ရွာရကြီးပဲတိုက်တေးကြီးပဲတောင်ကတော့ကျွန်တော်တောင်မင်းကြီးတောင်နေထက်ကိုပဲမြင်သေးတယ်တော်တော်မှတ်တယ်ဒီမှာဗျာအိုးစီတောင်ကကြိုဆိုပါတယ်တဲ့ဟုတ်ကဘာမျိုးလဲမသိကလောပဲထင်တယ်မဟုတ်ဘူးအဲ့ဒါအောင်ပန်းမျိုးဗျအောင်ပန်းကိုလမ်းမြင်နေရဟိုလက်ဖက်ဆိုင်လေးတွေကမနက်9 နာရီလောက်ဆိုတက်လာတယ်ပြီးရင်အဲ့လိုတိမ်ပင်လေကြီးတဲ့သူတွေကိုရောင်းတယ်ပြီးရင်မနက်8 နာရီလောက်ဆိုပြန်တယ်ပေါ့ဆိုင်ကမနက်9 နာရီကနေမနက်8 နာရီပဲဖွင့်တယ်အဲ့လိုပဲမနက်9 နာရီမနက်8 နာရီဆိုဈေးတွေတော်တော်ပေါ်ရလို့ပြောတယ်တရားចောင်းဆောင်လေးတစ်ခုဓမ္မယုံပြဒီဓမ္မယုံထဲမှာတော့ခုလက်ရှိရပယံဆရာတွေအလောက်ဆင်းနေကြတယ်လို့ပြောတယ်အဲ့တော့ပယံဆရာတွေခဏအိတ်နေကြပါတော့ဟိုဇီတော်တော့ဖူးကြမယ်တောင်ဆောင်မှာတဲထားတဲ့ဇီတော်လေးကအရန်ကြည်ညိုတက်ပဲစရာကောင်းပြီးတော့တောင်ပေါ်ရာသီဥတုလေးကြောင့်အေးချမ်းလွန်းလာပါတယ်အိုးစီတောင်ကကလောမျိုးအောင်ပန်းမျိုးနဲ့မြင်းကရွာကြားမှာတည်ရှိပါတယ်အဲ့ဒါကြောင့်မလို့ဘယ်ဘက်ကိုပဲကြည့်လိုက်ရှူခင်းနေရအရန်ကိုလှပလွန်းလာပါတယ်မြင်းကရွာဆိုတာလည်းရွာလို့သာပြောတာအောင်ပန်းကလောနဲ့အပြိုင်ตาရတဲ့ရွာကြီးတစ်ရွာပါဒီဘက်မှာရှူခင်းလာတယ်ဆိုလို့သွားကြည့်လိုက်အောင်ဟိုမှာကြောက်ကြားလန်းလေးတွေ
အော်ဟိုမှာရှူခင်းကြည့်တဲ့နေရာလေးအော်ဒီနားက view point ကြည့်တဲ့နေရာလေးဗျအော်ကြည့်တယ်လေးလောက်တာကျွန်တော်တို့ပြီးလို့ရှိရင်ဟိုမှာအိုးဒီတောင်ပေါ်ကဇေယီတော်သွားဖူးလို့ရတယ်ပြီးတော့နောက်ထပ်ဒီဘက်မှာလည်းဇေယီတော်တစ်ဆူရှိတယ်နှစ်ဆူပေါ့နော်ပြီးလို့ရှိရင်ဒီဘက်ကိုလမ်းလေးတိုင်းသွားလိုက်လို့ရှိရင်ဟိုမှာတိမ်ပင်လည်းကြီးတဲ့နေရာလေးတွေရှိသေးတယ်အဲ့ဒီနေရာလေးတွေကနေတိမ်ပင်လည်းကြီးမယ်ဒီဘက်တွေကတော့ရွာတွေဗျရွာတွေဟိုမှာတအားလာဟိုရွာမဟုတ်ဘူးကလောမျိုးအစွန်ဖျားတွေပေါ့နော်ဒါကလောမျိုးအစွန်ဖျားတွေဟိုမှာကလောဟိုလျှက်စစ်ဆက်ယုံနေရောဆိုတော့ဟိုးကမြင်နေရတဲ့ဟာကဖြိုက်တောင်ဖြစ်မယ်ဗျာဟိုမှာဖြိုက်တောင်ကျွန်တော်မြင်နေရဖြစ်တာသေးကြကိုသေးကြတယ်အဲ့ဒါဖြိုက်တောင်ဒီမှာဖြိုက်တောင်ကျွန်တော်မနှက်ပြန်ရောက်မယ်ပေါ့နော်ခဏင်းညာတော့ကျွန်တော်တို့တတိယမြောက်နေ့မှာဒီအိုးစီတောင်မှာပဲညာအိတ်ကြမှာဆိုတော့မနှက်ပြန်ကြလို့ရှင်ကျွန်တော်တို့တိမ်ပင်လင်ကဒီကပိုးလာတယ်ဗျပြော line ပေါ်မှာတွေ့ရတာတော့လေဒီကပိုးလာတယ်လို့တွေ့ရတယ်အဲ့တော့တိမ်ပင်လေကိုဆက်ကြည့်မယ်တိမ်ပင်လေကြည့်ပြီးလို့ရှိရင်နောက်ပြန်ဆင်းလို့ရှိရင်အဲ့ဘက်မြင်းမထီကူတို့ပြိုက်တောင်တို့အဲ့ဘက် channel ကိုဆက်သွားမယ်ဒီမှာ view ကြည့်တဲ့နေရာလေးလောက်ပြီးသားပြီးတော့ဒီကြောက်တုံးတွေလည်းတော်တော်လှတယ်ဗျသဘာဝကြောက်တုံးတွေတိုင်းပဲဟိုမှာလုံးဝကြောက်တုံးကြောက်တောင်တွေညာဒီဘက်မှာညာအိယာကမိုက်တွေအလုံးဆိုတော့ညကြလို့ရှိရင်လည်းဒီနားလေးမှာလာပြီးလေလေးတစ်ဖြည်းဖြည်းနဲ့ခိုင်းနေတယ်ဗျစိန်နဲ့နော်ဒါနဲ့တော့ချမ်းပါဟိုကြောက်တော့နေရတယ်မိုက်တော့ဒါနဲ့အဲ့ဘက်တွေကျတော့လည်းမသွားရတော့ဟိုနဲ့ဟိုမှာဖိုက်ရှေ့တောင်ပေါ်ရင်မြင်တော်ပေါ်မှာလည်းဇေယျတော်တွေများစွာဖူးမြင်တွေ့ရပါတယ်ဓမ္မယုံလေးစောက်ပြီးလို့ရှိရင်တော့ဧည့်သည်တွေအများကြီးလက်ခံလို့ရတယ်တဲ့အခုကတော့ဓမ္မယုံမပြီးသေးတော့ဒီမှာဧည့်သည်တွေတဲတရားဖုန်ကြီးကအားနာနဲ့ကျွန်တော်တို့မှဒီညတော့ကားပေါ်တင်တဲရမှာပေါ့နော်ဖုံအားမနာပါနဲ့ကားပေါ်တင်တဲပါမယ်လို့ခွင်တောင်းထားတာတောင်မောဇေဒီနှစ်ဆူတွေကတဆူဖြစ်တဲ့နှစ်ပေါင်း100ကျော်သက်တမ်းရှိတဲ့ရာဇမုနိဇေဒီတော်မြတ်ကြီးကိုတွားရောက်ဖူးမြော်ကြပါမယ်ခရာဆရာတန်းဆွေမိုးတဲ့ကလောမြို့အာရီစု၍တဲ့သားသမီးတွေကနေပြီးတော့လူးထားပါတော့မိတ်ထီလာမြို့ကလမ်းတော်တော်လှပဲပြည့်မှုဘလော့ရဲ့ရွယ်ချက်ကကျွန်တော်ရဲ့တငယ်ချင်းတွေကိုယ်တိုင်မသွားပြစ်မရောက်ဖြစ်ပေမဲ့ကျွန်တော်ဗီဒီယိုလေးကိုကြည့်လိုက်တဲ့အချိန်မှာကိုယ်တိုင်သွားဘူးရောက်ဘူးသွားတယ်လို့ခံစားရစေဖို့အတွက်ရည်ရွယ်ပါတယ်ဗျအဲ့ဒါကြောင့်မလို့ကျွန်တော်သွားလာလေပတ်ခဲ့တာတွေကိုဗီဒီယိုလေးတွေဖြစ်နေသေချာမှတ်တမ်းတင်ပြီးတော့တင်ဆက်ပေးတာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ပြောစရာတစုံတရာရှိခဲ့လို့ရှိရင်ကွန်မန့်မှာမှန်းခဲ့ပေးဖို့ဝေဖန်ခဲ့ပေးဖို့ကိုတောင်းဆိုချင်ပါတယ်ဗျကျွန်တော်ရဲ့ channel လေးကိုသဘောကျတယ်ဆိုလို့ရှိရင် subscribe နှိပ်ခဲ့ပေးပါဗျအသစ်တင်တိုင်းသိရအောင်လဲ notification လေးကိုပါနှိပ်ခဲ့ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်တန်းလေးတော့လာနော်အမေအေးစိန်လာရတလော
ချင်းတောင်တက်တာတွေတော်တော်များတယ်မကြဆိုသလိုတောင်တက်ခကြီးတွေပဲသွားနေရတာတောင်ထိပ်ကြီးကတော့ကားရောက်တယ်အထက်မှာတောင်နှစ်တောင်အထက်ရှိနေအဲ့ဒီတောင်နှစ်တောင်ကျတော့ကားနဲ့တက်လို့များတော့ကျွန်တော်ခြေချင်းမဲ့တက်ရတာခြေချင်းတော့လမ်းကတော့လှတယ်တလန်းလုံးလေကလေးနဲ့မောတယ်မောမခံနိုင်တော့တဲ့သူတွေမလို့ပေါ့ဗျာလောက်လိုက်တဲ့ကဘာကြီးလုံးဝကြောက်တုံးကြီးလှလိုက်တာကြောက်တုံးကြီးကြားထဲမှာလည်းလမ်းလေးရှိတယ်အဲ့လောက်မြင်တဲ့ကြောက်တုံးကြီးပေါ်မှာလာအိတ်နေတဲ့ခွေးလေးတစ်ကောင်ကိုတွေးခဲ့ရတယ်ဗျအရန်ချစ်စရာကောင်းတယ်သူကမှကျွန်တော်တို့လူတွေထက်ပိုပြီးအေးချမ်းမှုကြိုက်နေသေးတယ်ဒီနေရာမှာလူလည်းမရှိဘူးခွေးလည်းမရှိဘူးဘယ်သူမှမရှိတဲ့နေရာကိုသူကတစ်ကောင်နဲ့လာပြီးတော့အေးစစ်စစ်ပဲကျွန်တော်တို့ဒီမှာပဲစမ်းဆက်ကြည့်မှာပေါ့နော်ညနေနေဝင်စီးတာလေးကိုကြည့်မယ်နောက်ပြီးလို့ရှိရင်မနက်ကြရင်တိမ်ပင်လေကိုကြည့်မယ်လုံးဝမိုက်တယ်လမ်းခွဲလေးရှိရဗျာတရားပဲသွားတဲ့လမ်းလေးတော့မသိဥတ္တရဓမ္မဥယျာဉ်ကျွန်တော်တို့ဒီဘက်ကိုတက်လာဒါလေးကိုနည်းနည်းတော့စိတ်ဝင်စားတယ်တွားကြည့်ရအောင်မီးဇက်တို့ရေဇက်တို့လောက်ထားဖြစ်မယ်ဗျာမိုးတွန်းဆိုရင်တော့နည်းနည်းချော်မှာကြောက်ရတယ်ဗျာရေကြီးပင်နေလေဒါပေါက်တယ်လက်ရန်လျောလေကားလျောလမ်းတစ်လျှောက်လုံးလုပ်ပေးထားတော့အစင်တော်တော်ပြည်ပါတယ်ဒီဘက်ရင်ဝင်အောင်မယ်နော်လေကားတယ်နားတယ်စမလာရှိဖျားတော့ဘူးတောင်ထိပ်မှာဇေယျတော်တဆူနဲ့တကွန်တိုင်းတစ်ခုနဲ့ရှိပါတယ်ရန်ကိုအေးချမ်းပါတယ်ဗျကလောရဲ့မြေကလည်းအေးချမ်းရှမ်းယူမကြီးကလည်းအေးချမ်းကလောနဲ့ရှမ်းယူမမှာရှိနေတဲ့တောင်မော်ဖျားဆိုတော့တော်တော်အေးချမ်းပါတယ်ဒါသာမှုနဲ့ဇေတော်မြတ်ကြီးကိုလွန်ခဲ့တဲ့နှစ်ပေါင်း100ခန်းက9000ပြည့်ဇေတော်ဖြစ်နေအိုးစီတောင်ပေါ်လက်ရှိနေရာမှာတိစောက်ခဲ့တဲ့ချိန်မှာမိုးကြိုးပြစ်ချခံရတဲ့အတွက်ပန်တင်ကုံစစ်နဲ့ရက်တန့်သွားခဲ့ပါတယ်တဲ့ကျွန်တော်ကြောက်တာမှာပါတဲ့စာအတိုင်းဖတ်ပြပြပန်တင်ကုံဆိုတော့ကျွန်တော်နားမလည်ပါဘူးနော်1999ခုနှစ်မှာလေမဆရာတော်ဥတုမနာကရာသာမှုနဲ့ဇေတော်မြတ်ကြီးလို့ဘွဲတော်သတ်မှတ်ပြီးတော့ညံတော်18တောင်ရှိတဲ့ဇေတော်အဖြစ်တိစောက်ခဲ့တဲ့အချိန်မှာ2001ခုနှစ်ဖေဖော်ဝါရီလမှာအကြောင်းမျိုးကြောင့်ဇေတော်ကျမ်းတဲ့အဆင့်မှာပဲရက်တန့်သွားခဲ့တယ်ကလောမျိုးမှာကျောင်းလိုက်ဆရာတော်ဗာရဏကုသလနဲ့လွန်မခန့်ဆရာတော်ဗာရဏသုမနာတို့ရဲ့ဩဝါဒလမ်းညွှန်မှုနဲ့သာသနာတက္ကရာ2551ခုကောဇာတက္ကရာ1369ခုတော်သလင်းလာဇန်4ရက်အင်္ဂလိပ်လို2009ခုနှစ်စက်တင်ဘာလ15ရက်နေ့မှာအောင်မြင်စွာထီးတော်တင်လူဒန်းနိုင်ခဲ့ပါတယ်လွန်ခဲ့တဲ့ခရစ်တက္ကရာ2009ခုနှစ်ဆိုတော့အခုဆိုလို့ရှိရင်18နှစ်ပြည့်ခဲ့ပါပြီတောင်မော်စေရီနှစ်ဆူရှိတာကိုကျွန်တော်ကဒီလမ်းကနေကူးလို့ရမယ်လို့ထင်တာမရဘူးဗျအလဲမှာကြောက်ကြီးနေဆိုတော့ကျွန်တော်တို့ဟိုဘက်ကနေပဲတစ်ဖက်တောင်ကိုလည်းထပ်သွားပြီးဖူးရမယ်ဗျအဲ့ဒါမဖူးခင်ဒီတောင်ပေါ်ကနေရှူခင်းလေးနည်းနည်းကြည့်မယ်ဒီတောင်ပေါ်မှာဘာရှိသေးလဲနည်းနည်းကြည့်မယ်ပေါ့နော်ရှမ်းယူမာကြီးဖြစ်တဲ့အတွက်တောင်နေဆိုတာကနှိမ့်လိုက်မြင်းလိုက်နဲ့တကယ်ကိုလိုင်းနေလို့ပါပဲဗျတော်တော်လေးကိုလှပါတယ်ဒါကျွန်တော်တို့တဲတဲ့ကျောင်းသင်ခန်းရင်ပြန်လေးပေါ့နော်တော်တော်ပဲအေးချမ်းပြီးတော့နေသေးရှိပါတယ်ဗျဒီလိုတောင်ပေါ်မျိုးမှာကျွန်တော်တို့တ냐အိတ်ခွင်ရတော်တော်လေးကိုသဘောကျဒီဘက်မှာဘာရှိလဲသွားကြည့်ရစေတော်ရုပ်ဘွားတော်လေးတဆူရှိတယ်အော်ဒီမှာလည်းရုပ်ဘွားတော်တဆူရုပ်ဘွားတော်ပဲဒီမှာလည်းရုပ်ဘွားတော့တဆူ
ရုပ်ကတော့3စုတော့ဟောဒီဘက်မှာဒါလမ်းကတော့ပြတ်သွားပြီဒါပေမဲ့ရုပ်ကတော့နောက်တစ်စုရှိသေးတယ်နောက်တစ်စုရှိသေးတယ် 来洗的。 နေအောင်တားလေးနေအောင်ဒီနေရာရမိုက်တယ်ဟိုမှာကြောက်တုံးကြီးပေါ်ကြောက်တုံးကြီးနှစ်တုံးကိုညောင်ပင်ကညောင်မြစ်တွေနဲ့ကုတ်တွဲပြီးတော့တော်မိုက်တယ်ဟာဒါမှတဘာဝရှူခင်းနေဒီဘက်ကတဘာဝရှူခင်းနေကိုသွားကြည့်ကြတော့ဒါပေမဲ့ကြောက်စရာတော့တော်တော်ကောင်းတယ်မွေမရှိဘူးလို့တော့ထင်တာပဲလေနော်ပြောလို့တော့မရဘူးတော့ကနတ်တယ်ဆိုတော့ဘာရှိသေးလဲမသိဘူးကျွန်တော်ဟိုချားတဲ့ကိုနည်းနည်းစိတ်ဝင်စားနေဒီနားမှာစူးတွေဗျစူးတွေရှိတယ်သွားလို့တော့ရသေးတယ်နည်းနည်းစိတ်ဝင်စားတယ်သွားကြံသေးတယ်ဟိုမှာကြောက်တုံးကြီးကြားလဲကြောက်တွေပေါက်တွေနဲ့ကြောက်စရာဘောကြလို့သာလာတာအမကြောက်ကြကြောက်ကြအပန်းချလေးဖြစ်မလားလို့သာလာတာကြောက်စရာပြဟိုမှာဟိုကြောက်တုံးတွေရောရှိတယ်လုံးဝကြောက်တုံးနေကြောက်တောင်နေကြဟိုနေရာလေးပါစက်တက်ကြည့်နေဟိုဘက်ကချားတောင်သွားတဲ့လမ်းနေရှုခင်းလှလှပပတော့မရှိပါဘူးဒီတောင်နဲ့အမြင့်ဆုံးထိရောက်ခဲ့ပြီပေါ့ဘလောက်ပဲပြောသေးရရှိတယ်ဖုံးကြည့်ရတော့ကြိုက်မှာမဟုတ်ကျွန်တော်ဒီလိုတွေရှောက်ဆက်စုနေဖုံးခွန်းလို့ပါဗျာပြီးတော့နောက်တစ်ခေါက်ဒီလိုနေရာမျိုးကိုရောက်ဖို့မလွယ်ကူတဲ့အတွက်ရောက်တဲ့အချိန်မှာရှောက်လေးလာကြည့်တာပါဗျာအရန်ကိုကြည်နူးမိပါတယ်လာခြင်းနေရလားလာလို့မရတော့ဘူးဒီဘက်ကလာလို့မကောင်းဘာမှမရှိဘူးသားကျွန်တော်ဗီဒီယိုစမှပြောခဲ့သလိုပဲအိုးစီတောင်ဟာတိမ်ပင်လေကြီးဖို့တခုတည်းအတွက်တည်းမဟုတ်ဘဲနဲ့နှစ်ပေါင်း100ကျော်ရှိတဲ့ဇေယီတော်ကြီးနှစ်စုကိုဖူးမြော်ဖို့ညနေစည်းစာနေဝင်ချိန်ကိုကြည့်ဖို့မနက်ခင်းတိမ်ပင်လေကြည့်ဖို့မနက်ခင်းနေထွက်ချိန်လေးကိုကြည့်ဖို့ကြောက်တုံးကြောက်တောင်နေကြကတောင်ပေါ်တောင်တက်လန်းလေးရဲ့အလှတွေကိုခံစားဖို့အဲ့ဒီလိုအမျိုးမျိုးသောခံစားမှုရတာတွေကိုအိုးစီတောင်ကိုလာရောက်လည်ပတ်ရင်ကိုယ်တိုင်တွေ့ကြုံခံစားရမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ညာအိတ်လည်ပတ်ခဲ့တာဖြစ်တဲ့အတွက်လေစရာပတ်စရာလေးလာစရာတွေအများများတဲ့အတွက်ဗီဒီယိုလေးကိုကျွန်တော်တကယ်ချင်းနေကြည့်ရှုရတာမပြင်းအောင်အပိုင်းလေးခွဲပြီးတင်ပေးပါမယ်နောက်ရက်မှာကတ္တပဖရားတောင်ပေါ်ကိုဆက်တက်မယ်နေဝင်စည်းစာကိုကြည့်မယ်မနက်လင်းတဲ့အခါမှာအရန်ကိုလှပတဲ့ကလောမျိုးရဲ့တိမ်ပင်လေကြီးကိုခံစားကြပါမယ်ကျွန်တော်သတ်မှတ်ထားတဲ့ကလောမျိုးရဲ့တိမ်ပင်လေတွေထဲကအလှဆုံးတိမ်ပင်လေကတော့အိုးစီတောင်တိမ်ပင်လေပဲဖြစ်ပါတယ်နောက်ရက်ကျမှဆက်ကြည့်အောင်ဗျဘိုင်ဘိုင်